ဒီနေ့ကတော့ချင်းမိုင်နဲ့အနီးဆုံးဖြစ်တဲ့မဲကပောင်ဆိုတဲ့ရွာလေးကိုသွားမှာဖြစ်ပါတယ်ဒီရွာလေးကတော်တော်လေးကိုမှပေါ့နော်တာယာပြီးတော့အေးချမ်းတယ်ပြီးရင်တစ်ပင်တစ်တော်တွေလည်းအများကြီးရှိတယ်သွားရတဲ့လမ်းလေးတစ်လျှောက်လည်းတော်တော်လေးတာရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုဒီနေ့သွားဖြစ်ပါတယ်ဒီနေ့တော့မိုးလေးနည်းနည်းအုံနေဆိုတော့အပူလည်းတက်တာတယ်ဒီသွားတဲ့လမ်းတော့2လမ်း3လမ်းရှိရပေါ့နော်ကိုရီသွားတဲ့လမ်းကတော့ပို့ပြီးတော့မှတပင်နေထူထပ်တယ်ရသေးလို့တာရတယ်ပေါ့နော်ဒါကတော့ရောက်ပါပြီမဲကပောင်ရွာလေးကိုရောက်ပြီဆိုလို့ရှိရင်ဒီ coffee ဆိုင်လေးကတော့မဖြစ်မနေထိုင်ရမှာပေါ့နော်ဒီ coffee ဆိုင်လေးကနေထိုင်ပြီးတော့မှအောက်ကိုကြည့်ရတဲ့ရတာအိမ်လေးတွေခေါင်မိုးကိုကြည့်ရတဲ့ရတာတကယ်ကိုစိတ်အေးချမ်းပြီးတော့မှတတောင်တတဖြစ်စေတယ်ပေါ့နော်အခုတော့ဒါကမဲကပောင်ရွာလေးကနေဆင်းလာပြီးတော့စမ်းချောင်းလေးပြီးမှရှိရ coffee ဆိုင်လေးဖြစ်ပါတယ်ချိုးရတာလေးနဲ့သွားရတာပေါ့နော်တစ်ပင်လေးကြားတဲ့ကနေပြီးတော့ဆိုင်လေးကတော့ချစ်ဖို့ကောင်းတယ်ပေါ့နော်ဆိုင်လေးကတော့ချစ်ဖို့ကောင်းပါတယ်ဒါပေမဲ့ဆိုင်ကထိုင်းကိုကတော့အရင်သဘောမကောင်းပေါ့နော်သူကနည်းနည်းလေးဟိုစကားပြောပြတ်တယ်မမနည်းနည်းစကားပြောမှာတယ်ပေါ့နော်ဒါမဲ့လည်းထိုင်ရတာတော့အဆင်ပြေတယ်ဆိုတော့ဘာမှမဖြစ်ပါဘူးသူမကိုမှာပေါ့နော်သူကအဲ့လိုစမ်းကြောင်းလေးနဲ့ပြီး home stay လေးလည်းရှိရပေါ့နော်တော်တော်လေးအေးချမ်းနဲ့ဆန်းရည်တန်းလေးနဲ့အဲ့လိုမျိုးပေါ့နော်ပြီးရင်ဆန်းရည်ကတော်တော်လေးကိုအေးတာပေါ့နော်အေးစိမ်နေရပဲဆိုတော့ဒီလောက်ပူတဲ့နေရာဒီမှာတော့အေးစိမ်နေရပဲပြီးတော့ဆန်းကြောင်းထဲမှာငါးလေးတွေပေါ့နော်ငါးလေးဆိုတာတော်တော်များပါတယ်အဲ့လိုငါးတောင်လေးရလဲအဲ့လိုအနုမြူလေးလိုပဲအရင်ချစ်ဖို့ကောင်းတယ်အပြင်မှာလှတယ်ပေါ့နော်ဒီထဲမှာတိတ်မမြင်ရလို့ဆိုတော့ဒီရွာလေးကချင်းမိုင်ကနေတနားရီလောက်ပဲမောင်းရတယ်နေချင်းပြန်သွားလို့လည်းရတယ်အဲ့ဒီမှာညအိမ်လို့လည်းရတယ်ပေါ့နော်အေးစစ်စစ်နားယူခြင်းတော့အဲ့မှာ home stay တွေမှာညအိမ်လို့ရပါတယ်ကျမတို့ကတော့နေချင်းပြန်လေးသွားတာပေါ့နော်တကယ်စိတ်ချမ်းသာခဲ့ရပါတယ်လို့